လေးလိုက်မောင်လေးအဲ့ဒါနေရပါပြီဖေးဖေးဖေးလေးပြနေတော့ဝင်နေအာတာဟောရောပါပြီအန်ဒီတို့ဒီကိုလာတာလားလေတို့ခမင်းဆိုင်မှလာကြတာလို့အိုးမဆာကြလားဟိုတို့ဘာကျွေးမရလို့ဘာကျွေးမရလို့လားဟောအမကြီးကကျွေးတောင်းလို့မရအောင်လို့ပြောတာဘာလိကျွေးပြရအောင်တော့ရပေးအောင်ဟုတ်ပြီပေးပါလေမဟုတ်ဘူးဘာမှကျွေးမရလို့လားဘိုက်ကြီးနေမရဘူးဘာဖြစ်နေကျွန်တော်မကျွေးမရဘာကျွေးမရလို့လားဘာမှမစားနိုင်တော့ဘူးဘိုက်ပြေးလာကြတာအိုးအနာကိုကောင်းနေရအေးတောင်းလားအဲ့ဒီအီးတောင်းလာလို့ပြောတာဖြော်ထားပြပြလေးဖြော်ထားအေးမွေးမင်းဝေးပါပြတခါလဲပါပြအေးပုံမတတ်ထိုင်ရမယ်အေးလီမွန်ဘာလီဘာအေးလားတော်ပြီဘိုက်ပြေးနေတော့လေဘာမှမတောင်းနိုင်တော့ဘူးမောင်လေးလိုက်ရဲ့အန်ဒီတို့ကလေဒီလာတာစားဖို့တော့အဓိကမပါဘူးမင်းနဲ့သမီးတို့ငလာဆောင်မဲ့ရက်ကိုလေမိကောင်းရက်သားလေးရွေးချင်လို့လာတာမိမိမရောပြန်လာကြသေးဘူးလား။အိုကိစ္စမရှိဘူး။အဲ့ဒီဘောကြအဲ့ဒီလုံရှင်နဲ့ရလုံလဲအဲ့ဒီဘောကြမင်းဆောင်မယ်။အော်အဲ့ဒီတော့ဘောကြအဲ့ဒီပဲမင်္ဂလာဆောင်မယ်လို့ပြောတာ။ဟုတ်တယ်နော်အဲ့ဒီတော့ဘောကြ။ဟုတ်ကဲ့။အဲ့ကတော့ဘာလဲအဲ့ဒီကတော့ဘာနော်ပြောအားလေဟိုအဲ့ဒီတော့ကြရမဆောင်လိုက်ပါရပါကိစ္စမရှိဘူး။အော်အဲ့ဒီတော့ကြတဲ့ကိုဆောင်ပါကိစ္စမရှိဘူး။အဲ့ဒီမှာရှင်းပြတော့တော့ပေါက်နေပြီ။အဲ့ဒီကရေရွေးရမယ်ပေါ့။အဲ့ဒီရေရအဲ့ဒီကတော့လေရန်ကုန်မှာပဲခန်းခန်းနားကြီးမင်္ဂလာဆောင်နေတယ်။လုံမြောက်အဲ့ဒီလုံမြောက်ဝယ်သွားပြီးဝယ်မဆောင်မယ်။ဟိုဝမနဲ့ဆောင်မယ်လို့ပြောတာ။ဝမနဲ့တော့ဝမနဲ့ယူမယ်။ရှင်ဝမနဲ့ကြည့်ကြည့်ပဲ။ဒီဘယ်လိုရှင်ဝမနဲ့ယူမှာလဲ။ဝမတော့ဝမပြန်လို့မင်္ဂလာဆောင်မယ်။လေကောမမီချတာအော်အဲ့တန်နဲ့သူစားပါကနမတာဘောဆိုင်မီအလာနော်လာအဲ့ဒါချင်းနဲ့ဆောင်ပြီးမဆိုရမယ်။ရွရလို့ဆိုရမယ်။အဲ့ဒါမဖြစ်ဘူးထင်တယ်ကွယ်။ဟိုအန်ဒီဆွေမျိုးတဲဝဲရတယ်ရန်ကုန်မှာပဲများတာ။သမီးရဲ့တငယ်ချင်းတွေမိတ်ဆွေရတယ်။ဟိုတကွယ်ကိုလိုက်နေမှာမဟုတ်ဘူး။အဲ့ဒါတော့မဖြစ်ဘူးထင်တယ်။ဘာဘူးအောင်လေအဲ့ကိစ္စဘာဘူးနဲ့အဒီဆွေမျိုးတွေရောအပိုက်ဝဲတွေအကုန်လုံးကျွန်တော်တာဖော်ကြီးငါပြီးတော့တာဖော်တင်ပြီးရင်မဆွချရမယ်။အော်အဲ့ဒီဆွေမျိုးကုန်လုံးလည်းတင်မောငါပြီးရင်းနဲ့တတ်မယ်လို့ပြောတယ်။အဲ့တော့မကြဆရာကုန်ငါပြောတာ။မျိုးပြောတယ်။မဟုတ်လေအဲ့ဒီမျိုးတွေအကုန်လုံးအပိုက်ဝဲတွေအကုန်လုံးတာဖော်နေခေါ်ပြီးတော့ဝဲငါပြီးတော့ဆော်ရမယ်လို့ရတာလို့ဖြစ်ပါဦးကွယ်။ဒီပါစီတော့ဒီကိစ္စတွေကိုလေမိမိလိုက်လာမှဆက်ဆွေးနွေးတော့မယ်။ဖေးလို့မလို့မအောင်လေလုံးရရဲသူကပြီးထော်လောရတယ်ပြီးထော်လောရတယ်။အော်သူတို့ဖေးမိရတယ်ပြီးချောင်းတွေလှမ်းနေကြတယ်လို့ဟုတ်တယ်ပဲလို့အေးလေဘာဖြစ်လဲငါပြီးလိုက်ချောင်းလေးလို့ရတယ်ငါပြီးငါချောင်းပါရစ်ဘလို့ဆရာပဲငါပြီးချောင်းလို့မလာကြဘူးအားရဘူးပေါ့ဖေးလည်းမလို့အောင်လေကိစ္စမရှိဘူးဟိုအဲ့ဒီဖုန်းဆက်လိုက်မယ်အော်အဲ့ဒီဖုတ်ဆာမအဲ့ဒီဖုတ်ကိုစမ်းမယ်တခါတော့ဝင်နေဘာဖြစ်ကတော့တော့ပါလေအဲ့ဒီအဲ့ဒီဖုတ်ဆာမလို့ပြောအော်အဲ့ဒီဖုတ်ဆာမလို့နေတာဖေးနဲ့မလုံညာလုံညာအော်ဖေးနဲ့မညာလုံးနေကြတယ်တောက်လျှောက်လုံလားဖေးကြောက်ဦးလေးတောက်ပြီးတအားလုံလဲဟာလေဘာဖြစ်လဲဖေးအလုံးများတယ်ကြောက်ဦးလေးတောက်ရတယ်ဘာဖြစ်နေအလုံးလုံလဲသူတို့အလုံးများတယ်မလာနိုင်ကြဘူးအဲ့ဒီပဲဖုန်းဆက်လိုက်တော့မယ်ကဲအဲ့ဒီပြန်တော့မယ်နော်မောင်လေးအော်သူထားခဲ့မရဘူးလားမရဘူးအချက်နားတယ်ဟာနားလေအော်ထားတယ်โอเคဟာလာလေဦးမတော့